အားလုံးပဲမင်္ဂလာပါဖူပေါ်ရှိုးပိုင်အန်စီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ကမ္ဘာအကောင်ဆုံးနီးပြတွေကတူဖြစ်တဲ့ဆာ LS ဖာဂူဆန်ရဲ့အကြောင်းကိုအပိုင်း10ပိုင်းခွဲပြီးအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်အပိုင်း1စကော့တလန်မြေမှာတမ်မနီစိတ်တဲ့ဖာဂူဆန်ရဲ့အောင်မြင်မှုဟာမန်ယူမှာစတာမဟုတ်ပါဘူးစကော့တလန်ရဲ့ဒေမောချင်းရက်ကွက်မှာဝေးပွားခဲ့တဲ့သူ့ရဲ့ခက်ထန်တဲ့ငယ်ဘဝကအလုပ်ကြိုးစားမှုဟာအရာရာပဲဆိုတဲ့စိတ်ဓာတ်ကိုပေးခဲ့တာပါအဘာဒင်အသင်းကိုကင်တွယ်ချိန်မှာဆက်တစ်နဲ့ရိန်ဂျာတို့ရဲ့ကြီးစိုးမှုကိုဖြိုဖျက်ပြီးအမပေပလာ3ချိန်ရအောင်လုပ်ခဲ့တယ်လို့1983ခုနှစ်မှာအင်အားကြီးရီယယ်မက်ဒရစ်ကိုဥရောပဖလားပိုလူပွဲမှာအနိုင်ယူခဲ့တာဟာဘောလုံးလောကကိုသူစတင်လှုပ်ခတ်ခဲ့တဲ့အခိုက်အတန့်ပါပဲအပိုင်းနဲ့အိုထရာဖိုရဲ့မှောင်မိုက်သောအစောပိုင်းနှစ်များ1986မှာမန်ယူကိုသူရောက်လာတဲ့အချိန်မှာအသင်းဟာအရက်တောက်လုံးနဲ့ယဉ်ကျေးမှုကြောင့်ပျက်စီးနေပါပြီ။ဘောက်ကူဇာဟာအသင်းရဲ့အခြေခံအုတ်မြစ်ကိုပြောင်းလဲဖို့စီကံတွေကိုတင်ကြပ်ခဲ့ပါတယ်။ပထမလေးနှစ်မှာဖလားမှမရလို့ပရိသတ်တွေက3နှစ်ကြာပြီးစင်ကြီးတွေပဲကြားနေရတယ်ဆိုတဲ့ပိုစတာတွေနဲ့ကန့်ကွက်ခဲ့ကြပါတယ်။ဒါပေမဲ့1990 FA ကပ်ဘောလူပွဲနိုင်ခဲ့တာကသူ့ရဲ့နီးပြဘွားကိုဆက်လက်ရှင်သန်စေခဲ့ပါတယ်။အပိုင်း3အောင်မြင်မှုတကားကိုဖွင့်ပေးခဲ့တဲ့ဘရင်1992ခုနှစ်မှာမန်ယူဟာ26နှစ်ကြာအောင်အမတ်ပေးဖလားနဲ့ဝေးကွာနေတော့မှာအဲဒီချိန်မှာလေယူနိုက်တက်စီကနေအရစ်ကန်တိုနာကိုခေါ်ယူလိုက်တာကအချိုးအကွေပါပဲကန်တိုနာရဲ့ယုံကြည်မှုနဲ့ဖာဂူဆန်ရဲ့နီးပြူကပေါင်းဆက်ပြီး1993မှာပထမဆုံးပရီးမီးယားလိဖလားကိုရယူနိုင်ခဲ့ပါတယ်ဒါဟာမန်ယူအင်ပါယာရဲ့အုတ်မြစ်ပါပဲအပိုင်းလေးကလေးတွေနဲ့ဖလားမရနိုင်ဘူးကလား1995မှာအသင်းရဲ့ဝါရီကစားသမားတွေကိုရောင်းထုတ်ပြီးဒေးဗစ်ဘက်ခမ်၊ရိုင်ယယ်ကစ်၊ဘော့စကို၊နဖေးညီနောင်တို့လိုလူငယ်ကစားသမားတွေကိုပွဲထုတ်တဲ့အချိန်မှာဝေဖန်ရေးသမားတွေကကလေးတွေနဲ့ဗလားမှမရနိုင်ဘူးလို့ကြွေးရခဲ့ကြပါတယ်။ဒါပေမဲ့ဘောက်ကူဆန်ကသူတို့ရဲ့ရည်ချင်းကိုယုံကြည်ခဲ့ပြီးအဲ့ဒီနှစ်မှာတင်ဗလားနှလုံးရယူပြကဝေဖန်သူတွေကိုပါဇက်ပိတ်စေခဲ့ပါတယ်။အပိုင်းက1999တမိုင်းဝင်ဗလား3လုံးဒါဟာဘောက်ကူဆန်ရဲ့အကြီးကျယ်ဆုံးအောင်မြင်မှုပါ။ဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိဘောလူပွဲမှာမိနစ်90အထိတဘောကိုမရှိနဲ့ရှုံးနေခဲ့တာပါ။ဒါပေမဲ့ဒါချင်းချိန်ဖို့3မိနစ်အတွင်းမှာဒတ်တီရှယ်ရီဂန်နဲ့အိုလီဂနာဆိုရှာတို့ကဂိုးတွေသွင်းပြီးအနိုင်ရခဲ့ပါတယ်။ဖော်ဖော်ဘလက်တီဟေးပ်ဆိုတဲ့သူ့ရဲ့နာမည်ကျော်စကားဟာအဲ့ဒီညမှာပေါ်ထွက်လာတာပါ။အပိုင်း6အာဆင်ဝင်ကားနဲ့စိတ်သက်စစ်စင်ရေး1990နောက်ပိုင်းမှာအာဆင်ဝင်ကားရောက်ရှိလာပြီးမန်ယူကိုစိန်ခေါ်လာပါတယ်။ဘောက်ဆန်ဟာကွင်းထဲမှာတည်းမကပဲဝင်းပြင်မှာသတင်းစာရှင်းလင်းပွဲတွေမှာပါစိတ်သက်စစ်စင်ရေးတွေတုံးပြီးပြိုင်ဘက်ကိုဖိအားပေးတတ်ပါတယ်။အာဆင်နယ်ရဲ့40ဂိုးပွဲရှုံးဝဲမရှိစံချိန်ကိုရပ်တန့်ခဲ့တဲ့ဖြစ်ရဟာသူတို့နှစ်ယောက်ကြားကပြင်းထန်တဲ့ပြိုင်ဆိုင်မှုကိုပြသနေပါတယ်။အပိုင်းခွန်ဒုတိယမြောက်အောင်မြင်မှုလိုင်းနဲ့ CR7 2003ခုနှစ်မှာခရစ္စတီယာနို ရိုနယ်ဒိုဆိုတဲ့လူငယ်လေးကိုခေါ်ယူခဲ့ပါတယ်။ဘောက်ဆန်ဟာရိုနယ်ဒိုအတွက်ဖားခင်တယောက်လိုလမ်းပြပေးခဲ့ပြီးရန်နီနဲ့ပေါင်းဆက်ကအင်အားကြီးတင်တစ်ကိုတိစောက်ခဲ့ပါတယ်။2008မော်စကိုညမှာချက်စီကိုအနိုင်ယူပြီးဒုတိယမြောက်ချန်ပီယံလိဖလားကိုရယူနိုင်ခဲ့တာဟာဘောက်ဆန်ဟာဖြစ်စနစ်ပြောင်းလဲပေးမဲ့အမြဲတမ်းအောင်နိုင်သူဖြစ်ကြောင်းသက်သေပြခဲ့တာပါ။အပိုင်းရှင်သပင်6ကန်ဆက်နဲ့ပြတ်သားသောစီကံဘောက်ဆန်ရဲ့နာမည်ကျော်ဟဲဒရိုင်ယာ Freeman ဆိုတာကကစားသမားတွေကိုအနီးကပ် offset ဆုံးမှာတာပါ။သူဟာဘလောက်တော်တဲ့ကစားသမားဖြစ်ပါစေအသင်းရဲ့စီကံကိုဖောက်ဖျက်ရင်ချက်ချင်းရောင်းထုတ်ဖြစ်ပါတယ်။ဒေးဗစ်ဘက်ခမ်ကိုပနက်နဲ့ကန်ပြီးတဲ့ကိစ္စချက်စတမ်ကိုရောင်းထုတ်ခဲ့တာတွေဟာဘယ်သူမှအသင်းထက်မကြီးမဲ့ရဘူးဆိုတဲ့သူ့ရဲ့မူဝါဒကိုပြသနေတာပါ။အပိုင်းကိုစူညံသောအိမ်ကြီးချင်းကိုအောင်နိုင်ခြင်းမန်စီးတီးအသင်းတထေးတွေလက်ထက်ရောက်ရှိပြီးအင်အားကြီးလာတဲ့ချိန်မှာဘောက်ဆန်ကစူညံတဲ့အိမ်ကြီးချင်းလို့ခေါ်ဆိုခဲ့ပါတယ်။2012ခုနှစ်မှာအဂူရိုရဲ့နောက်ဆုံးမိနစ်9ကြောင့်ဗလားလက်လွတ်ခဲ့ရပေမယ့်နောက်ထပ်တစ်နှစ်မှာရောဘင်ပန်ဝါစီကိုခေါ်ယူပြီးမန်စီးတီးစီကနေဗလားကိုပြန်လူယူကမန်ယူအတွက်20ကြိမ်မြောက်ဗလားကိုလက်ဆောင်ပေးခဲ့ပါတယ်။အပိုင်း10အေဂရီရဲ့နှုတ်ဆက်ခြင်းနဲ့အမွေနဲ့2013ခုနှစ်မှာတော့ဘောက်ဆန်ဟာအနားယူခဲ့ပါတယ်။26နှစ်အတွင်းမှာစူပလာပေါင်း38လုံးရရှိခဲ့ပါတယ်။သူရဲ့နောက်ဆုံးမိန့်ခွန်းမှာမင်းတို့ရဲ့နီးပြတစ်ကိုဝန်းရံပေးကြပါလို့တောင်းဆိုခဲ့ပါတယ်။သူနာပြီးရဲ့နောက်မှာမန်ယူဟာယနေ့အချိန်ထိအရင်လိုအရှိန်ဝါမျိုးပြန်မရသေးတာကိုကြည့်ရင်ဘောက်ဆန်ဟာအသင်းထပ်ပိုးတဲ့မောင်းနေရဖြစ်ခဲ့တဲ့ဆိုတာ
ထင်ရှားနေပါတယ်။ဒီနေ့ကျွန်တော်ကျင်းဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ကဘာကျော်နီးပြကြီးတူဖြစ်တဲ့စာရဲလက်ဖာဂူဇန်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်မှာလည်းကဘာကျော်နီးပြတွေကဘာကျော်ကစားသမားတွေရဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။